Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျွန်မကတပတ်စာဈေးဝယ်လာတာလေးကိုရိုက်ပြထားတာဖြစ်ပါရရှင်အမဲသားကတော့ကျွန်မဝယ်လာတာအစိတ်သားပေါ့နော်အမဲသားအစိတ်သားက9000ပေးရပါတယ်ပြီးရင်ငပတ်နောက်တစ်ခုကရင်မောင်စားရယ်နောက်တစ်ခုကငရက်ရယ်ကျွန်မစွန်စိတ်ကလေးတွေရယ်စက်သားရယ်ဝယ်ခဲ့တယ်ပေါ့နော်အသားငါကတော့အဲ့ဒါတွေပါပဲရှင်ပြီးရင်အသီးရွက်ကတော့ကိုက်လန်ပစ္စည်းပြီးရင်ခင်းကျင်သီးကိုကျွန်မက2မျိုးဝယ်တယ်ဗမာသီးနဲ့နောက်တစ်မျိုးပေါ့နော်ရိုးရိုးသီးပေါ့နော်နောက်တစ်ခုကတော့ကျွန်မကစုံရွက်ပြီးရင်ကမွန်းကျင်ငရုတ်သီးစိမ်းငရုတ်ပွားရှစ်ပဲသီးခေါ်မလားမသိဘူးအဲ့ဒါလေးဝယ်ခဲ့တယ်ပေါ့နော်အသီးရွက်တွေကတော့ကျွန်မကတော့အသားငါနဲ့အသီးရွက်တွေကတော့အားလုံးမျှအောင်ဝယ်ခဲ့တယ်ပေါ့နော်နည်းနည်းပင်ကတော့အခုဆိုတော့200ပဲပေးခဲ့ရတယ်ပေါ့နော်ဈေးရတော့အရင်ကျတော့ရင်တော့ဆိုရင်ကျွန်မငယ်ငယ်ခဲ့တာတစ်စီးကို900လောက်ပေးရတယ်ပေါ့နော်ကော်ပီတုတ်တေးလေးနဲ့တွေ့လို့ဝယ်ခဲ့ပါတယ်ကော်ပီတုတ်ကတော့ကျွန်မဝယ်တာ1000ပေးခဲ့ရတယ်ပေါ့နော်ပြီးရင်ပန်းမွေစိမ်းက1500ပေးခဲ့ရပါတယ်ဒါကတော့ခါကျုပ်ပေါ့နော်ခါကျုပ်ကတော့900ပေးခဲ့ရတယ်ပေါ့နော်သူကတော့အစိုးပါဘူးစက်တုံပြူက2500ဘူးဝယ်ခဲ့တာဖြစ်ပါတယ်ချမောင်ရက်က3စီး900ပေးခဲ့ရတယ်ပေါ့နော်ကျမဝယ်လာတော့4စီးကိုသူက900နဲ့ပေးလိုက်တာပေါ့နော်နောက်တစ်ခုကတော့အခုစောင်းရသည်ဆိုပေါ်တဲ့ပဲပစုံဖြစ်ပါတယ်ငါးတွေကိုတော့ကျမကတခြားလေးအငြကြီးဖယ်ပြီးအခုလိုမျိုးအရသာလေးနဲ့နေပြီးရင်နှက်ထားတယ်ပေါ့နော်အဲ့ဒီငါးကကျမဝယ်လာတော့2500ဘူးပေါ့နော်ပြီးရင်ပစွန်စိတ်ကတော့မြင်တဲ့အတိုင်းပဲကျမတို့စိတ်ရှည်စွာနဲ့ဒီဟွာတွေအမွှေးတွေကိုဖြတ်ပေးရတယ်ပေါ့နော်စားလို့တော့ကောင်းတယ်ဒါပေမဲ့စိတ်တော့ရှိရတယ်စက်ကြောတက်အောင်လို့ကျွန်မလုပ်လိုက်ရတယ်ပေါ့နော်ပစုံစိတ်ကလေးကိုလေကျွန်မကရေးတခြားလေးတန့်စင်ပြီးရင်သူ့ကိုအရသာလေးနေပြီးရေခဲတက်တာလေးကိုထည့်ထားတယ်ပေါ့နော်အခုဆိုရင်တော့အသားငါးတွေအားလုံးကိုတန့်စင်ပြီးရေးစီးပြီးတော့ပေါ့နော်ကျွန်မအရသာလေးနေထားတယ်ပေါ့နော်အမဲသားစက်သားငါးက3မျိုးပြီးရင်ပစွန်စိတ်အခုလိုမျိုးလေးဘူးလေးတွေကိုထည့်ပြီးတော့ရေခဲတက်တာလေးတွေကိုထည့်လိုက်တယ်ပေါ့နော်တစ်ပတ်စာဒီလောက်ဆိုရင်ရပါပြီရှင်အားလုံးပဲဘိုင်ဘိုင်